ဒီချေတို့ပေကြီးတင်ချာရဲ့အားသာချက်လေးပြပြရင်းနဲ့ပု္ပ္ပစာလေးတစ်ပုဒ်တွက်ပြပေးခြင်းပါတယ်ပု္ပ္ပစာလေးကတော့24တွေကနေဒီချေတို့8နှုတ်မယ်ပေါ့နော်24တွေကနေဒီချေတို့8နှုတ်မယ်ဆိုလို့ရှိရင်ဟုတ်ပြီအဲဆိုရင်ဒီချေတို့ကျောင်းနီးတိုင်းလေးအရင်ဆုံးတွက်ပြပေးမယ်ပေါ့နော်ကျောင်းမှာတွက်တဲ့နီးတိုင်းလေးဒီချေအရင်ဆုံးတွက်ပြပေးပါမယ်24တွေက8နှုတ်မယ်ဆိုလို့ရှိရင်ဒီချေတို့4ကိုခဏဖယ်ထားခြင်းနဲ့အဲ့တော့ဒီမှာ4ကိုဖယ်ထားလိုက်ပြီဟုတ်ပြီ8ကိုခွဲမယ်ဆိုရင်4ကိုပါလဲထပ်ဖြစ်ရမလဲဆိုဘယ်လိုထပ်ခွဲမလဲ4နှစ်ခုပေါ့နော်4နဲ့4နဲ့ဆိုလို့ရှိရင်ဒီချေတို့8ဖြစ်မှာပေါ့နော်ဒါပေမဲ့အဲ့တော့ဒီ24တွေကဒီချေတို့ဒီ4ကိုဒီချေတို့နှုတ်လိုက်တယ်ဆိုတော့ဘယ်လောက်ကျန်ခဲ့မလဲ20ကျန်ခဲ့ပြီပေါ့နော်ဟုတ်ပြီ20ကျန်ခဲ့ပြီပြီးတော့ဒီမှာတွက်ဖို့အတွက်နောက်တော့4တစ်ခုရှိသေးတယ်နော်4တစ်ခုဒီကောင်ကတွက်ပြီးသွားပြီ4တွေက24တွေက4ကိုနှုတ်လိုက်တော့ဒီချေတို့20ရတယ်20ရဲ့ပြီးတော့ဒီမှာ8ကိုခွဲထားဒီမှာ4တစ်လုံးကျန်သေးတော့20တွေကဒီချေတို့4ကိုနှုတ်လိုက်တော့ဒီချေတို့အဖြေပြ16ရမယ်ပေါ့နော်ဟုတ်ပြီနောက်တနည်းကကျတော့24တွေကဒီချေတို့8နှုတ်မယ်8နှုတ်မယ်ဆိုတော့4တွေက8ကိုနှုတ်လို့ရလားမရဘူးအဲ့တော့နှုတ်လို့ရအောင်ချေတို့ဒီ24ကိုလုံးမယ်ဆိုတော့10ရဲ့14ရဲ့ဆိုပြီးတော့ချေတို့ပြန်ခွဲတယ်ပေါ့အဲ့တော့ဒီ14ကိုတီးတန့်လေးခဏထားပြီးတော့14တွေက8ကိုနှုတ်လို့ရလားရတယ်အဲ့တော့14တွေက8ကိုနှုတ်လိုက်တော့ဒီချေတို့ဘယ်လောက်ကျန်မလဲ6ကျန်မယ်ပေါ့နော်ဒီဟာ14တွေက8ကိုနှုတ်လိုက်တာဒီမှာ6ရမယ်ပေါ့နော်6ကျန်ခဲ့မယ်အဲ့ဒီ6နဲ့10နဲ့ပြန်ပြီးတော့ပေါင်းလိုက်တော့ဒီချေတို့အဖြေက16ရတယ်ဟုတ်ပြီအဲ့လိုမှမဟုတ်ဘူးဒေါင်းလိုက်တွက်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်24တွေကဒီချေတို့8နှုတ်မယ်ဆိုလို့ရှိရင်မနှုတ်လောက်တော့ရှေ့က1U ဒီကောင်က14ဖြစ်သွားမယ်အဲ့တော့14ရဲ့8နှုတ်6တစ်ဒါ16ပေါ့နော်ဒါအကြောင်းမှာတွက်ရတဲ့နီးလေးပေါ့နော်ဒီဟာနဲ့တွက်တဲ့အားသာတဲ့ကလေးကလည်းဒီနီးလေးနဲ့တွက်ဒါမှမဟုတ်ဒီနီးနဲ့အားသာတဲ့ကလေးကလည်းဒီနဲ့တွက်လို့ရတယ်ပြီးလို့ရှိရင်ဒီဟာအားသာတဲ့ကလေးကလည်းဒီဟာဒါတွက်နီးလေးတွေပေါ့နော်ပြန်ပြီးတော့ကိန်းလေးတွေပြန်ခွဲပြီးတော့လွယ်အောင်ပေါ့နော်အဒီကနှုတ်လို့ပေါင်းနေဆိုလဲပေါင်းလို့လွယ်အောင်နှုတ်လို့လွယ်အောင်ဆိုပြီးတော့ဒီနည်းလေးနဲ့တွက်လို့ရတယ်ဟုတ်ပြီအဲဆိုအခုတီချယ်ကပေသီးတင်ချာအားသာချက်ကိုပြပြခြင်းတယ်ဆိုလို့ရှိရင်ဥမာတို့ပေသီးတင်ချာနဲ့တာတွက်မယ်ဆိုလို့ရှိရင်နော်ဒီဟာလေးတွေကိုဒီပု္ပ္ပစာလေးတွေကိုဒါအကြောင်းမှာဒီနည်းလေးနဲ့တွက်ရဖြစ်တဲ့အတွက်ဒီကိုတွက်လိုက်ကြရပေါ့ဟုတ်ပြီတွက်တယ်ဆိုလို့ရှိရင်ပေသီးတင်ချာတက်ထားတဲ့ကလေးလေးတွေကပြန်ပြီးတော့ဒီပု္ပ္ပစာလေးတွေကိုပြန်ပြီးတော့ချိန်ကိုက်လို့ရတယ်နော်ဒီပေသီးတင်ချာတွက်တယ်ဆိုတာပေသီးတင်ချာအကြောင်းမှာပေသီးတင်ချာတွက်ရတာမဟုတ်ဘူးအကြောင်းကတင်ချာတွေကိုပြန်ပြီးတော့အသုံးချလို့ရတယ်ဆိုတဲ့အကြောင်းတစ်ချက်ပြပြပေးတာပေသီးတင်ချာတွက်ထားတဲ့ကလေးလေးတွေကဒီနည်းလေးနဲ့တော့တွက်လိုက်ပြီးငါအဖြစ်မှန်ပြန်ပြီးတော့ပေသီးတင်ချာလေးနဲ့ချိန်ကိုက်ကြည့်မယ်ဆိုပြီးတော့ချိန်ကိုက်မယ်ဆိုတော့ချိန်ကိုက်လို့ရတယ်ပေါ့နော်အဲဆိုရင်ကျဲ24တွေက8ကိုနှုတ်မယ်ဆို24တွေက8ကိုနှုတ်ဒီကျဲတို့ပေသီးတင်ချာမှာဆိုရင်တော့ formula လေးတော့ဆိုရတယ်ပေါ့နော်ဒါကဘယ်လိုဆိုမလဲ remove take remove လို့ဆိုတာရင်ကျဲတို့စက္ကန့်ပိုင်းပဲကြာတယ်2စက္ကန့်3စက္ကန့်နဲ့အဖြစ်တွက်ထွက်တယ်တန် answer is 16ဆိုပြီးတော့ဒီကျဲတို့တန်းထွက်တယ်ဒါကတော့လက်နဲ့တွက်တာပေါ့ဥပမာပေသီးနဲ့တွက်မယ်ဆိုလဲဒီတိုင်းပဲ24တွေက8နှုတ်မယ်ဆိုရှင်ကျဲတို့24တွေက